ဆက်လာလဲဟာတိတ်ဆိတ်နေတဲ့တန်ငါရွာလေးတွေရွာမှာစတင်ခဲ့ပါတယ်ဖခင်ပြည်သူကငါးဖမ်းမှုပြင်ဆင်နေချိန်မှာသမီးငယ်လေးဟာရေကနားမှာဆော့ကစားနေခဲ့တာပါသူဟာငါးဖမ်းဘက်ကိုကဲပြီးရေထဲကိုဆင်းသွားပါတယ်ဖခင်ပြည်သူကအလွတ်လွတ်ဖို့ရေထဲဆင်းသွားပြီးသူမကိုကမ်းခြေမှာတယောက်လည်းထားခဲ့တဲ့အတွက်ကောင်မလေးကငိုဝမ်းနေပြီးငိုပါတော့တယ်ဒါကြောင့်အဖေပြည်သူကရေထဲကပြန်တက်လာပြီးသမီးလေးနဲ့အတူထိုင်ဆော့ပေးခဲ့ပါတယ်သူကမျက်နှာပြောပြပါတယ်ရေစရာကောင်းတဲ့အမုံရလေးလှုပ်ပြခဲ့လို့ကောင်မလေးကပြန်ပြီးရေမောပြောရှင်သွားခဲ့ပါတယ်ရုတ်တရက်ဆိုတော့အမေပြည်သူကရေထဲမှာတော်တော်ရင်ဖြစ်လာပါတယ်ရေအောက်ထဲကတကူကသူ့ကိုအတင်းဆွဲချပြီးနဲ့ရှာတဲ့စီကိုတရွတ်တဲ့ဆွဲခေါ်သွားပါတော့ကောင်မလေးကသူ့ဖေကနောက်နေတော့ပဲလို့ထင်ပြီးဆက်ပြီးရဲနေခဲ့ပါတယ်သူ့ဖေလုံးဝပျောက်ကွယ်သွားပြီးရေမျက်နှာပြင်ပေါ်မှာတွေးတွေပဲတက်လာတဲ့အချိန်ထိသူဟာတကယ်အန်ဒီရဲနဲ့ရင်ဆိုင်ရတာကိုသူကမသိခဲ့ပါဘူးရွာသားတွေကအဲ့ဒီလိုကမြစ်ဆောင်နှက်ဆိုစားတာခံလိုက်ရပြီးလို့ယုံကြည်ကြတဲ့အတွက်ပိုက်ဆံစုပြီးနှက်ဆိုနေဝတာတော့ဆရာတယောက်ကိုငားလိုက်ကြပါတယ်သူ့ရဲ့ရိုးရထုံးနှက်ဆလနဲ့အစင်လာရအဲ့ဒီဆရာအရာမှငားလိုက်ကြောက်နှက်ဆိုကြီးတကောက်ကိုဖောင်းပြနိုင်ခဲ့ပြီးအန်ဒီရဲတွေကိုအရှင်းဖယ်ရှားလိုက်ပြီးလို့ယုံကြည်ချက်အပြည့်နဲ့ထွားလို့ကြွားလို့ထုတ်ခဲ့ပါတယ်ဒါပေမဲ့ရွှန်ရွှန်လို့ခေါ်တဲ့လူငယ်နှက်ဆိုအမဲလက်သမားလေးကဖြတ်သွားရင်းနဲ့မကောင်းဆိုးအငွေ့တဲ့ချန်ရှိနေသေးတာကိုခံစားမိလိုက်ပါတယ်အဲ့ဒီငါးကြီးကနှက်ဆိုအစီမဟုတ်ကြောင်းနဲ့ရေထဲကအန်ဒီဟာမကုံသေးကြောင်းရွာသားတွေကိုသူကတတိပေးခဲ့ပါတယ်ကြွားလို့ထုတ်နေတဲ့တောက်ဆရာရဲ့စကားတွေကြောင့်တက်ကြွနေတဲ့ရွာသားတွေကနားမထောင်ကြပါဘူးအဲ့ဒီစားသူတို့ကရွှန်ချွန်းကိုစိတ်ဆိုးပြီးအသေးလဲရိုက်နှက်ကကျိုးနဲ့တုပ်ပြီးရွာလဲကွင်းမှာဆက်ထိုးဆွဲထားပြီးအပြစ်ပေးခဲ့ကြပါတယ်အခုဆိုရေထဲမှာဘာအန်ဒီမှမရှိတော့ဘူးလို့ယုံကြည်ပြီးရွာသားတွေအားလုံးရေစစ်ကူကြပါတယ်ဒါမှမကြခင်မှာပဲသူတို့ကပျော်ပွဲပြတ်သွားပါတယ်နှက်ဆိုဆီကရုတ်တရက်ပေါ်လာပြီးမြို့သမီးတယောက်ကိုတကူလုံးဝါမျိုးလိုက်ပါတော့တယ်ရွာသားတွေကထိတ်လန့်တကြားနဲ့လူစုကွဲကိုကြပြီးရေထဲမှာတက်သွားရင်ဘေးကင်းကြမယ်လို့ထင်ခဲ့ကြပေမဲ့သူတို့မားသွားပါတယ်မြေဆောင်နှက်ဆိုကသူ့ရဲ့ရှည်လျားတဲ့ရှာကြီးကိုထုတ်ပြီးသူတို့ကိုလိုက်လာအမဲလိုက်ပါတော့တယ်ကောင်မလေးကသူ့မေစီကိုပြေးဖို့ကြိုးစားပေမဲ့နှက်ဆိုရဲ့ရှာကသူမကိုပတ်လိုက်ပါတယ်ရွာသားတွေကအားဟုတ်တော့ပြီးဆွဲခဲ့ကြတော့နှက်ဆိုမှရှာပြတ်သွားပြီးကောင်မလေးကိုတရားဘောကိုဆွတ်တင်နိုင်ခဲ့ပါတယ်ဒါပေမဲ့နောက်တစ်ဆက်ကမှပဲမြေဆောင်နှက်ဆိုကရေထဲကခုတ်ထွက်လာပြီးသူမကိုတကူလို့ဝါမျိုးပြေးလိုက်ပါတော့တယ်သူမရဲ့မေကယူတော်မတက်ဖြစ်တာပြီးတမီးဖြစ်သူကိုကယ်ဖို့ရေထဲကအသေးအံခုန်ဆင်းသွားခဲ့ပါတယ်ဒါပေမဲ့ရွှေချုံကလွတ်မြောက်အောင်ကြိုးစားရင်ကျိုးတွေကိုကိုက်ပြတ်နေခဲ့ပါတယ်ရေအောက်မှာတော့အဲ့ဒီမိခင်ကနှက်ဆိုကြီးနဲ့မျက်နှာချင်းဆိုင်တိုးတဲ့အခါကြောက်ရတဲ့ကြားနဲ့ဆွန့်အားသွားခဲ့ပါတယ်မိခင်ပြည်သူကငိုယိုပြီးသမီးလေးကိုပြန်ပွဲပွဲတောင်းဆိုနေချိန်မှာနှက်ဆိုကဒေါသတကြီးနဲ့စိုက်ကြည့်နေပြီးသူမတောင်းမှမှုကိုလိလူချူကသူမကိုပါထပ်မံစားပြလိုက်ပါတယ်အဲ့ဒီနောက်နှက်ဆိုကဘေးနာအဆောက်အဦတွေကိုရက်ချိုးလိုက်တဲ့အတွက်ရွာသားတွေချီချော်ပြီးမိတဲ့ကိုရှော့ကြကုန်ပါတယ်ရေဝင်ပိုက်ကလေးလေးတယောက်ရေထဲကိုရှော့ကြကနေမှာပဲရွှန်ချုံကချိုးပြက်ပြီးတွတ်လာပါတယ်သူကတရားဘောကပြင်ပြဘောကိုခုတ်ချပြီးကလေးလေးရေထဲမကျခင်ဖမ်းနိုင်ခဲ့ပါတယ်ရွှေချုံကကလေးကိုပွေးပိုက်တော့နှက်ဆိုကထပ်ပေါ်လာခဲ့ပါတယ်နှက်ဆိုရဲ့ကိုလေးကြီးကိုတုံချပြီးရွှန်ချုံကနောက်ဆုံးချိန်မှာပဲကောင်မလေးကိုပွေးပြီးလွတ်ပြေးနိုင်ခဲ့ပါတယ်နှက်ဆိုကပြင်ပြမှာညှိနေချိန်မှာရွှန်ချုံကဘေးကင်းရာကိုခုန်တက်ပြီးကလေးကိုသူ့အမေစီပြန်ပေးလိုက်ပါတယ်အဲ့ဒီချိန်မှာပဲကြောက်တဲ့တာကိုဆရာလူအုပ်ထဲမှာပုံနေခဲ့ပါတယ်ရုတ်တရက်ဝါတော့မျိုးသမီးတယောက်ထိုက်လန့်ပြီးပြေးပါတော့တယ်သူမခြေလမ်းနဲ့မြေငယ်လေးလှုပ်တယ်လို့မြေကြီးကိုတုံးခါစေပါတယ်ဒါပေမဲ့လည်းသူမနှက်ဆိုးပေါ်ကိုခိုးချလိုက်လို့နှက်ဆိုးကပြင်ပြားနဲ့ရန်ပြီးအပေါ်မြောက်တက်သွားပါတယ်နှက်ဆိုးကထွက်ပြေးနေတဲ့တာကိုဆရာရဲ့အပေါ်ကိုအရှိန်နဲ့ကျလာပါတော့တယ်ရေထဲကထွက်လာတဲ့အခါမှာတော့မြေဆောင်းနှက်ဆိုးကအားနဲ့လာပြီးဒီလိုစစ်စစ်ဖြစ်သွားပါတယ်အဲ့ဒီနောက်သူကရုတ်တရက်သားမလူငယ်လေးတယောက်အဖြစ်ပြန်ပြောင်းသွားပါတယ်နှက်ဆိုးကအန်ဒီယာမရှိသလိုဖြစ်သွားတဲ့အချိန်မှာတော့ရွှင်ကျွန်းကသူ့ဆရာပေးထားတဲ့ခလေးကပြ300ဆိုတဲ့နှက်ဆိုးနေနေရဲ့လက်ဆွဲစာအုပ်ကိုထုတ်ပြီးနှက်ဆိုးရဲ့စိတ်ကောပြောင်းဝင်လာဖို့ချော့သိပ်တေးလေးတချင်းကိုလေးလေးနဲ့တီးဆိုပါတော့တယ်အဲ့ဒီဒါပေမဲ့အဲ့ဒီတချင်းကဘာမှထိရောက်မှုမရှိပါဘူးအဲ့ဒီဇာနှက်ဆိုးဒေါသထွက်ဆွေပြီးရွှင်ကျွန်းစင်ကိုဒေါသကြီးနဲ့အရှိအဟော်ပြေးဝင်လာပါတော့တယ်နောက်ဆိုစက်ကမှပဲကျွန်းကြီးနဲ့နှက်ဆိုးအမဲလိုက်သမားမျိုးသမီးတယောက်ဝင်ပါလာပါတယ်သူမတော့အစုံမဲ့ပြန်တန်းခွေးဆိုတဲ့မော်လက်နဲ့ကိုကိုက်ဆော်ထားတဲ့ Miss Stone ပဲဖြစ်ပါပဲသူမတစ်ချက်နဲ့နှက်ဆိုးကိုဖမ်းဆီးပြီးရုပ်သေးရုပ်လေးထဲမှာပိတ်လော်လိုက်ပါတယ်ဒီဘေးကလွတ်သွားတဲ့ရွာသားတွေကမင်းစုံကိုဒူးချောက်ကဝရပြုတ်ပြီးသူရဲကောက်ဖြစ်ချီကျူးကြပါတယ်ဒါပေမဲ့မင်းစုံကရွှန်ကျွန်းရဲ့မိုက်မဲတဲ့နီလန်းတွေကိုစိတ်မရှိနိုင်ခဲ့ပါဘူးနှက်ဆိုးတွေကိုခလေးကပြနဲ့နေနေကိုကြိုးစားတာသူတို့အသက်မွေးဝမ်းကြောင်းအတွက်အရှက်ရစရာပဲလို့ပြန်လောင်ခဲ့ပါတယ်အဲ့ဒီဖြစ်ရပြီးနောက်ရွှင်ကျွန်းကယုံကြည်မှုတွေပြတ်ပြားပြီးသူ့ဆရာစီကိုပြန်သွားခဲ့ပါတယ်နှက်ဆိုးမဲလက်သမားတယောက်အနေနဲ့ရွာသားတွေကိုမကကွယ်နိုင်တဲ့သူအရှက်ရနေခဲ့ပါတယ်ပညာရှိဆရာကြီးကတော့တတိညင်ပဲသူတို့ခိုင်ရဲ့အဓိကယုံကြည်ချက်ကိုသတိပေးခဲ့ပါတယ်နှက်ဆိုးမဲလိုက်ခြင်းရဲ့ရည်ချက်ကတပ်ပြဖို့မဟုတ်ပဲစိတ်နှလုံးသူတို့ရဲ့စိတ်နှလုံးထဲကစမကောင်းမှုတို့တန့်စင်ပေးပြီးကောင်းမှုလမ်းပေါ်ကိုပို့ဆောင်ပေးဖို့ပဲဖြစ်ပါတယ်ဆက်ပြီးကြိုးစားဖို့နဲ့တရားထူးရှာဖို့အားပေးမှုတွေရပြီးနောက်ပိုင်းမှာတော့ရွှင်ကျွန်းကတိုက်ပြီးကိုချင်းချောက်နေလို့ပြီးတဲ့ဝက်နဆိုးနေဖို့နောက်တစ်ကြိမ်ခီးထွက်ခဲ့ပါတယ်မကြခင်မှာပဲရွှင်ကျွန်းကကောင်းရွာမှာရှိတဲ့ဝေးလံတဲ့ဇရက်တစ်ခုကိုရောက်သွားခဲ့ပါတယ်အဲ့ဒီမတိုင်ခင်ကဇနီးမောင်နှံနှုတ်ကအဲ့ဒီမှာထမင်းစားပြီးရက်နာခဲ့ပြီးထူးဆန်းစွာပျောက်ကွယ်သွားခဲ့ပါတယ်တကယ်တော့သူတို့ကဝက်နဆိုးအသွင်ပြောင်းထားတဲ့ဆိုင်ရှင်ရဲ့တက်ဖြတ်စားတော့ခြင်းကိုခံလိုက်ရတာပါရွှင်ကျွန်းဆိုင်တဲ့ဝင်သွားတဲ့အချိန်မှာပုံမှန်တိုင်းစားတော့နေတဲ့ဧည့်သည်တွေနဲ့ပြည်နေတဲ့မြို့သမီးတယောက်ကသူတို့ကိုနှွေးထိုးစွာကြိုးဆိုပါတယ်အဲ့မဲ့ကိုအကြီးကျယ်မားနေပြီဆိုတော့ရွှင်ကျွန်းချက်တင်တတိထားမိလိုက်ပါတယ်တခြားအသက်တွေကတကယ်တော့နှက်ဆိုးရဲ့တက်ပြချင်းခံထားရတဲ့အလောင်းတွေကိုပြန်လဲအသက်သွင်းထားတာပါနောက်တစ်နေရာမှာတော့ဝက်နဆိုးရဲ့အမတ်ဖြစ်တဲ့သွေးစွန်းနေတဲ့ကိုကျောင်းပါတဲ့တူရင်းကိုတွေ့လိုက်ရပါတယ်အဲ့ဒီချိန်မှာမစ်စတုန်ကဆိုင်တဲ့ရုပ်တရက်ထပ်ပြီးရောက်လာပါတယ်တူဝင်မနေပဲသူမဇမ်ဘီလိုဖြစ်နေတဲ့ကျုပ်တရုပ်တွေကိုဖယ်ရှားပြလိုက်ပါတယ်ဝက်နဆိုးဟာဖြူဖြော့ပြီးဖောင်းကားနေတဲ့စပုံမှုတရားအသွင်နဲ့သူ့ကိုသူဖော်ပြလိုက်ပါတယ်မစ်စတုန်နဲ့ရွှင်ကျွန်းတို့ကသူ့ကိုပြပြနေတဲ့တိုက်ခတ်ခဲ့ကြပြီးမစ်စတုန်ကနှက်ဆိုးကိုသူမရဲ့မော်အိတ်ထဲမှာပိတ်လောက်ထားနိုင်ခဲ့ပါတယ်သူမကနှက်ဆိုးကိုနောက်ထပ်အယုတ်လေးနဲ့ထပ်ဖို့ကြိုးစားပေမဲ့ဝက်နဆိုးကအချီလွန်းနေပါတယ်သူ
သူကမော်အိတ်ထဲကရုပ်ထွက်ပြီးအရာမှတော်ဝက်ကြီးပြီးပြောင်းလဲသွားကဇီးတစ်ခုလိုဖြိုချလိုက်ပါတယ်နန်းဆိုရဲ့အင်အားကိုမရှင်နိုင်တဲ့အတွက်ရှင်ကျွန်းနဲ့မစ်ဆွန်ကအသက်ဘေးကလူ့ကိုပြေးခဲ့ရပါတယ်တီတီလေးလွတ်မြောက်လာပြီးတဲ့နောက်မှာမစ်ဆွန်ကယွန်ကျွန်းရဲ့တတိနဲ့အတက်ကင်မှုအပေါ်အထင်ကြီးသွားခဲ့ပါတယ်သူ့မှာအရေးချင်းအကန့်အသတ်ရှိပေမဲ့မကောင်းမှုကိုမကြောက်မရွံ့ရင်ဆက်ရဲတဲ့အတွက်သူမရဲ့စိတ်နှလုံးကိုအရေးပျော်စေခဲ့ပါတယ်သူမကသူ့ကိုဆွဲလောင်းသွားပြီးရေစရာကောင်းတဲ့ဇွဲနဲ့လိုက်ပါတော့တယ်သူမကသူ့ကိုကြက်နေချောက်ပုတ်ပွင့်လေးခံမဲ့ခွင့်ရတဲ့အနာကိုကပ်ဖို့ကြိုးစားပါတယ်ဒါပေမဲ့ရှင်ကျွန်းကတော့ချစ်ဆိုတာကိုထိတ်လန့်နေပါတယ်သူကလူသားလို့ချစ်တဲ့မေတ္တာကိုပဲဖြန့်ဝေချင်တာဖြစ်ပြီးလောကချစ်ဟာနှိပ်ပန်လောင်းကိုအနောက်ရှက်ပေးရလို့မြင်ပါတယ်သူမနားလာတဲ့သူဟာစိတ်ချုပ်တွေးပြီးထွက်ပြေးပါတော့တယ်သူကအချစ်ကိုမရှာပဲလောကီမေတ္တာကိုပဲရှာတာပါလို့သူဆရာနဲ့သူ့ကိုသူအမြဲပြောလို့ရှိပါတယ်ဒါပေမဲ့ပန်းနာတဲ့ဆရာကြီးကတော့ရှင်ကျွန်းဟာမင်းစုံနဲ့ပတ်သက်ပြီးစိတ်ထဲမှာဝေခွဲမြဖြစ်နေတာကိုသိပါတယ်ဆရာကြီးကမင်းရဲ့နှုတ်ကထွက်လာတဲ့စကားနဲ့ရင်ထဲကခံစားချက်မတူဘူးလို့ထောက်ပြပြီးငါလှုပ်လက်ချောင်းတောင်ကိုသွားဖို့လမ်းညွှန်လိုက်ပါတယ်အဲ့ဒီမှာဗုဒ္ဓကပိတ်လော်ထားတဲ့မြောက်မင်းဝန်ခိုးစီကအတူညီတောင်းနေမှာပဲဖြစ်ပါတယ်ဝန်ခိုးရဲ့အကူညီနဲ့ဆိုရင်ဝက်နောက်ဆိုးကိုနောက်ဆုံးမှနေနေနိုင်မယ်လို့ဆရာကြီးကယုံကြည်ပါတယ်ဆရာစကားနောက်ထောက်ပြီးရှင်ကျွန်းကငါလှုပ်လက်ချောင်းတောင်ကိုထွက်လာခဲ့ပါတယ်လမ်းကင်းတညမှာတော့ရှင်ကျွန်းကထူးဆန်းတဲ့လူတစုရဲ့ဝိုင်းဝန်းတိုက်ခိုက်ခြင်းကိုခံရပါတယ်မြင့်စွန်ကဖမ်းတာတွေ့လိုက်ရလို့သူအံ့ဩပေမဲ့ဒါဟာမြင့်စွန်ရဲ့ကြံစည်တစ်ခုသာဖြစ်ပါတယ်ရှင်ကျွန်းကသူမကိုလာခဲ့ပြီးသူ့ကိုပြန်ချစ်လာအောင်သူမကဇက်တိုက်ထားတာပါအဘခံရတဲ့ကြားသူမရဲ့ဟောင်ဆောင်မှုတွေကိုသိသွားတဲ့အခါမှာရှင်ကျွန်းကအေးဆေးပဲငြင်းပယ်ခဲ့ပါတယ်ဒေါသထွက်ပြီးစိတ်နာသွားတဲ့မြင့်စွန်ကရှင်ကျွန်းကိုကိုယ်တိုင်ပြန်ချီထားပြီးစိတ်ပြေအောင်ထားခဲ့ပါတယ်ရုတ်တရက်ဆိုသလိုဝက်နာဆိုးကပြန်ရောက်လာပြီးသူတို့စကားကိုဖျက်ဆီးပါတော့တယ်အရင်ကသူ့ကိုဒဏ်ရာရအောင်လုပ်ခဲ့တဲ့မစ်ရှင်ကိုမမိသွားပြီးသူမစီကိုတိုက်ရက်ဥတီသွားပါတယ်သူဟာသူမရဲ့စစ်တပ်ကလို့ဒဏ်ရာပြင်းထန်ရသွားပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲနတ်တခြားမဲလိုက်ဓမ္မ၃ယောက်ပေါ်လာပါတယ်သူတို့ကတော့လက်သီး၅မျိုးခြေထောက်ချင်းနဲ့မင်းသားလေးလိုပဲဖြစ်ပါတယ်နာမည်ကြီးဝက်နာဆိုးနေနေချင်းတဲ့အတွက်သူတို့ကခဏတာတိုက်ခိုက်ပြီးတတ်ဆိုးနေနေနိုင်ခဲ့ပါတယ်ရုပ်ရင်းဆန်ကဖြစ်နေတဲ့လွတ်လာတဲ့ရှင်ကျွန်းကမစ္စတန်ကိုပြေးစံစီကိုအမြန်ပြေးတော့သူမရဲ့ဒဏ်ရာတွေကိုဆိုးရတဲ့ကြည့်ရှုပေးခဲ့ပါတယ်သူမကသူမကိုဆိုးရနေတာမြင်တော့မစ္စတန်ကချီလို့ထင်သွားခဲ့ပါတယ်သူမကိုဂယူးဆိုင်လာပြီးလို့ကြုံကြည့်ပြီးနောက်တစ်ချိန်ထပ်မံချီရေးဆိုခဲ့ပါတယ်ဒါပေမဲ့ရှင်ကျွန်းကတော့သူ့ရဲ့ဘာသာရေးလမ်းစဉ်အပေါ်သစ္စာရှိမှုနဲ့နုနုညံ့ညံ့ပဲထပ်မံညှင်းဆုံခဲ့ပါတယ်စိတ်ပြည့်ပြီးဒေါသထွက်နေတဲ့မစ္စတန်ကရှင်ကျွန်းတောင်းဖို့ထားတဲ့ကလေးကပြ300စာအုပ်ကိုရှေ့မှနေစုပ်ဖျက်ပေးလိုက်ပါတယ်သူမကသူ့ကိုစိတ်ပြည့်လေးပဲနဲ့ထားခဲ့ပြီးစာရွက်ပိုင်းလေးကတော့တမီကြီးပေါ်မှာပြန်ကျဲကြည့်ကြံရစ်ခဲ့ပါတယ်ဒီလိုနဲ့နာကျင်စရာဖြစ်တော့မှရှင်ကျွန်းကတယောက်တည်းခီးဆက်ခဲ့ပါတယ်မြောက်မင်းကိုရှာဖို့ခိုင်မာတဲ့စိတ်နဲ့ခက်ခဲတဲ့ခီးကိုရက်ပေါင်းများစွာဖျက်ဆီးခဲ့ပါတယ်နောက်ဆုံးကတော့ကြာပန်းနဲ့ပွင့်နေတဲ့တိတ်ဆိတ်တဲ့ကြိုက်ဝမ်းတဲ့ငါလုတ်လက်ချောက်တောင်ကြောက်သွားပြီးကြာပန်းနဲ့တစိတ်ခတ်တဲ့လက်ကိုတွေ့ရှိခဲ့ပါတယ်ကိုယ်ထဲမှာတော့ဗုဒ္ဓရဲ့တစိတ်ခတ်နေမှုအောက်မှာနေပေါင်း900ကျော်ပိတ်လောက်ခံထားတဲ့တန်လိုက်လာမြောက်မင်းကိုခိုးကိုတွေ့လိုက်ရပါတယ်မောင်ရည်ထဲမှာတော့ဖျော်ဖျဲဖြစ်နေတဲ့ဖိုးကြီးတယောက်ကသူ့ကိုနှုတ်ဆက်ပါတယ်အဲ့လိုကသူ့အသွင်ပြောထားတဲ့ဝန်ခုံးပါပဲဝန်ခေါ်ကသူဘာလို့ဒီကိုကြောက်နေလဲဆိုတာကိုပြောရှင်းမရှင်းပြပါတယ်လွန်ခဲ့တဲ့နေ့ပေါင်း900ကကောင်းကင်ဘုံမှာသူတောက်ကြမ်းခဲ့လို့ဗုဒ္ဓကသူ့ကိုဒီတောင်အောက်မှာပိတ်လောက်ပြီးအပြစ်ပေးထားတာဖြစ်ပါတယ်အခုတော့ဝန်ခေါ်ကသူ့ကိုဒီချိန်တော်နဲ့လူပွေဖို့ရှင်ကျွန်းကိုတောင်းပန်ပါတော့တယ်ရှင်ကျွန်းကဒီခွင့်ရဲကိုမြင်ပြီးသဘောတူညီချက်တစ်ခုကန်လာပါတယ်ဝက်နဆိုအရင်နေပေးမှလူပွေဖို့စဉ်းစားမယ်လို့ပြောလိုက်ပါတယ်အောင်မြင်သွားရင်တော့ဗုဒ္ဓကသူ့ရဲ့နောင်တကိုမြင်ပြီးဂိယုနာတက်လိုက်မယ်လို့ရှင်ကျွန်းကအာမခံပါတယ်ရှင်ကျွန်းမသိပဲမင်းစွာနောက်ကနေတောက်လျှောက်လိုက်လာခဲ့တာပါသူမကူတဲ့ဝင်လာပြီးရှင်ကျွန်းနဲ့ပြန်ဆုပ်ပါတယ်အန်ဒီအများနဲ့မြောက်မင်းနဲ့စကားပြောနေတာကိုတွေ့ပြီးသူမထိလှမ်းသွားမယ်မထွက်သွားပဲကိုညီကိုဆုံးဖြတ်လိုက်ပါတယ်ပူပေါ်ဆောင်ရမယ့်ပုံစံနဲ့ငိုခေါ်အစီအစဉ်တစ်ခုပေးပါတယ်ဝက်နဆိုအရင်ဘွားကတ်ချစ်တယ်ပြီးခဲ့ဘူးလို့သူ့ကိုဆွဆွမှုရှိတဲ့အကနဲ့များခေါ်လို့ရကြောင်းသူကပြောပါတယ်မင်းစွာချက်ချင်းပဲအစာပြီးလို့ဖို့သဘောတူလိုက်ပါတယ်လိုက်ရအောင်မှသူမကခေါ်ပြီးတချင်းဆိုကဝက်နဆိုကိုများခေါ်ပါတော့တယ်အစီအစဉ်ကအောင်မြင်သွားပါတယ်ဝက်နဆိုကဆွမှုကြားမှာအရေးကနေထွက်လာပါတယ်အဲ့ဒီချိန်မှာဝန်ခေါ်ကသူ့ရဲ့ဟမ်ဆောင်မှုတွေကိုဖျက်ပြီးသူ့ရဲ့အာအင်ကိုထုတ်သုံးပါတော့တယ်သူကနဝနာဆိုးလိုလည်းကိုပဲရိုက်နေလိုက်ပါတယ်ခဏတွင်းမှာမစ်စတွန်ကသူမရဲ့မော်အိတ်ကိုထုတ်ပြီးအာနေတဲ့ဝနာဆိုးကိုအယုတ်လေးနဲ့ထည့်လိုက်ပါတယ်မစ်စတွန်ကအရင်အယမ်းကြော်သွားပြီးနောက်ဆုံးနှစ်ခေါက်စလုံးပါတဲ့အယုတ်တွေကိုရှင်ကျွန်းကိုလက်ဆောင်ပေးကသူ့ကြောင့်နေနေတာဘာလို့ကွန်ပျူပေးခဲ့ပါတယ်အဲတော့သူမရဲ့လက်နက်ကိုချွတ်ပြီးရှင်ကျွန်းကိုလက်ထပ်ဖို့ကမ်းတဲ့အနေနဲ့ပေးခဲ့ပါတယ်သူမဆုပ်ပြခဲ့တဲ့ကလေးကပြစာအုပ်ကိုလည်းပြန်ပြီးပေးဆက်ခဲ့ပါသေးတယ်သူမဆာမဖတ်တယ်လို့စာရွက်တွေကိုရန်တမ်းဆက်တာဖြစ်တယ်မဲ့သူမဇီရနာကတော့အခရပါပဲဒီလိုနဲ့စိတ်ရင်းမှန်တဲ့လောက်ရတဲ့ကြောင့်ရှင်ကျွန်းကသူမလက်ခံလာလိုက်မယ်လို့သူမျှော်လင့်ခဲ့ပါတယ်သူကထပ်ပြီးငင်းမြပါတယ်သူမကိုလက်လျှော့သွားအောင်ရှင်ကျွန်းကကြောက်ခင်နဲ့သူ့လက်ချောင်းကိုဖြတ်ပြီးလက်စုကိုပြန်ချွတ်ပေးလိုက်ပါတယ်ဒီ
ဒီလိုလောရကြောင့်မင်းရှင်ကအချင်းကျစိတ်တိခတ်သွားပြီးငိုရိုကထွက်သွားပါတော့တယ်သူမပြောက်ကိုသွားတဲ့အခါရွှင်ကျွန်းရဲ့ရင်ထဲမှာနော်ရလာတဲ့ရက်ခတ်သွားပါတယ်အဲ့ဒီအချိန်တောက်ကျဝန်ခေါ်ကနေပြီးကြည့်နေခဲ့တာပါသူကဝင်းစားတလူနဲ့ဟောင်းဆောင်ပါတယ်သူကရွှင်ကျွန်းကိုလက်စားပြီးကိုကကြာပေါင်းဆွဲနှုတ်ခိုင်းလိုက်ပါတယ်မတိနားမလဲပဲရွှင်ကျွန်းကဝန်ခေါ်ကိုပိတ်ထားတဲ့နောက်ဆုံးတစ်စိတ်ကိုဖယ်ရှားလိုက်မိပါတယ်ရုပ်မာတဲ့ရေတံနဲ့တူဝန်ခေါ်ကနှင်းပေါင်း900ကျန်မလွတ်မြောက်သွားပြီးသူ့ရဲ့မူလမြောက်မင်းအသွင်ကိုပြန်ပြောင်းလိုက်ပါတယ်ရွှင်ကျွန်းကထိလွန်သွားပြီးဂူထဲကထွက်သွားရင်တော့ဗုဒ္ဓရဲ့လက်ခုပ်ထဲကမလွတ်နိုင်ဘူးလို့ပြောလိုက်ပါတယ်ဗုဒ္ဓကြောင့်ကျတော့ဝန်ခေါ်ကကြီးကျယ်ဒေါသထွက်သွားပါတယ်သူကတစ်ချက်တည်းနဲ့ရွှင်ကျွန်းကိုရဲထုတ်လိုက်ဖို့ရွှင်ကျွန်းကသွေးအောင်ပြီးတရားပြေးထန်သွားပါတယ်တိုင်းနောက်ရွှင်ကျွန်းရဲ့သပင်တွေကိုအမြင့်နဲ့ဆွဲနှုတ်ပြေးလိုက်ပါတယ် Oh my god ခဏတွင်းမှာရွှင်ကျွန်းကစံပင်မရှိတဲ့ကတုံးကြီးနဲ့သွေးရတဲ့မှာလဲနေပြီးဘုန်းကြီးတစ်ပါးနဲ့တူထားပါတော့တယ်အဲ့ဒီချိန်မှာတခြားမဲလိုက်နှဆိုသမား၃ယောက်ဟာမြောက်မြို့နေပြီးနာမည်ကြီးချင်လို့ရောက်လာကြပါတယ်သူတို့ကအစွမ်းကိုတိုက်ခိုက်ပြီးမဲ့ဝန်ခိုးမရှိနိုင်ပဲအသက်ခံလိုက်ရပါတယ်ဟေးဟောက်တဲ့နဲ့သူတို့တစားစီဖြစ်သွားအောင်သူကလွတ်ပြလိုက်ပါတယ်ဒါကိုမြင်တော့ဝန်ခိုးကပို့ပြီးမှန်တက်လာပါတယ်တန်ရရနေတဲ့ရွှင်ကျွန်းကိုတတ်ဖို့လုံနေတော့မှပဲမင်းစုံကရုတ်တရက်ပြန်ရောက်လာပါတယ်သူမကရွှင်ကျွန်းရှေ့မှာကာပေးပြီးဝန်ထိုးစီကောကဒေါသတွေကိုသူမစီလက်လိုက်ပါတယ်ဝန်ခိုးကအားကုတ်တော်ပြီးတိုက်ခိုက်လိုလိုက်တဲ့အတွက်သူမကရဲရဲဝန်းပြန်တိုက်ပေမဲ့မရှင်းနိုင်ခဲ့ပါဘူးမစ္စတာကတေလူစစ်ဆက်မှာတော့ရွှင်ကျွန်းကသူမကိုဘယ်လောက်ချစ်လဲဆိုတာသိသွားပါတော့တယ်သူမကိုပုတ်ချပြီးသူမကိုတောက်လျှောက်ချစ်ခဲ့ကြအောင်ငိုယိုပြီးဝန်ခံခဲ့ပါတယ်မစ္စတာကပြုံးပြီးသူမရဲ့ရင်ထဲမှာပဲအသက်ထွက်သွားခဲ့ပါတယ်သူမရဲ့ခန္ဓာကိုယ်ကချွေရောအလင်းဆက်တွေလေးပြီးလေထဲမှာပျောက်ကွယ်သွားပါတယ်ဝမ်းနဲ့ပူဆွေးစာနဲ့ရွှင်ကျွန်းကပြန်ဆက်ထားတဲ့ကဘာတုပ်ကိုစုပ်ကထားခဲ့ပါတယ်တေချာကြီးလိုက်တော့မှအစီအစဉ်မကျတဲ့အဲ့ဒီစာရက်တွေကဗုဒ္ဓရဲ့အလင်းတော်ဂါထာဖြစ်နေတာကိုသူသိလိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲသူကတရားထုတွေကိုရရှိသွားပြီးအဲ့ဒီဂါထာကိုဆက်ရင်းမှနဲ့ယူဖတ်ပါတော့တယ်ကောင်းကင်ကနေအလင်းတန်းကြီးကျလာပြီးဗုဒ္ဓရဲ့လက်ဝါးတော်ကြီးကဝန်ခိုးကိုမြည်ကြီးတဲ့ရအောင်ရက်ချပစ်လိုက်ပါတယ်ဖုံနေငြိမ်သွားတဲ့အခါဝန်ခိုးကမလုံနိုင်ပဲအဖမ်းခံလိုက်ရပါပြီချွန်ချွန်းကတင်းငယ်စွာနဲ့ချင်းကပ်သွားပြီးမင်းဆွေရဲ့ရွှေကွင်းလေးကိုဝန်ခိုးရဲ့ခေါင်းပေါ်မှာတင်လိုက်ပါတယ်အဲ့ဒီကွင်းကကျုပ်သွားပြီးရွှေရောခေါင်းမကြီးဖြစ်သွားပါတယ်ဝန်ခိုးကရွှင်ကျွန်းရဲ့တပည့်ဖြစ်ဖို့ကံပါလာခဲ့ပါပြီတောကတဲ့ဆိုးချိုးမှုတွေကတစင်ရွှင်ကျွန်းကအလင်းကိုမြင်ခဲ့ပါတယ်နာကျင်မှုနဲ့တန်ရုံးစင်တွေကိုခံစားမှုမှသာအရာရာအလုံးကိုလက်လွတ်နိုင်ပြီးပူချီမာတဲ့မြစ်တာကိုရနိုင်မယ်ဆိုတာသူနားလည်သွားပါတယ်သူ့ဆရာကသူ့ကိုထန်ဆန်းကြမ်းလို့ဖွင့်အမြင်ပြေးခဲ့ပါတယ်အဲ့နောက်မှာထဆချန်ကတနအီလာအနောက်ဘက်ကိုခရီးစဉ်ကိုစတင်มาတော့တယ်သူရဲ့တပည့်တော်ရောက်ပြီးတဲ့ရှာချင်းပွားချမ်းနဲ့ဝန်ခိုးတော့လဲလိုက်ပါလာခဲ့ကြပါတယ်သူတို့လေးဟာဗုဒ္ဓကျမ်းစာကိုယူဆောင်ဖို့အတွက်အနောက်ဘက်ကိုမြတ်သောခရီးစဉ်ကိုအတူတူစတင်ခဲ့ပါတော့တယ်